၎င်းအဆိုတင်သွင်း၍ကြာလွတ်တော်ကိုယ်စားလှယ်များအနက်မှတဦးစီကသက်ဆိုင်ရာအဆိုအသီးသီးကိုထောက်ခံရမှာဖြစ်ပါတယ်မိမိတို့နေရာမှာပဲမိုက်ကိုအသုံးပြုပြီးတော့အဆိုပြုထောက်ခံကြဖို့ဖြစ်ပါတယ်အခုအဆိုတင်သွင်းထောက်ခံမှုပြုနိုင်ကြပါပြီခင်ဗျာရေးစားအပ်ပါတော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်ကတော့တဝဲမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာကျော်ကျော်ထေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ဒုတိယသမ္မတလောင်းရွေးချယ်နိုင်ရန်အတွက်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တမတော်ကာကွယ်ရေးဦးစီးချုပ်အားအဆိုတင်သွင်းပါကြောင်းလေးစားစွာတင်ပြအပ်ပါတယ်ခင်ဗျာ